စကြဝဠာမဟာတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းထက်ကာရာနှစ်ပုတ်အကြောင်းသာသနာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ကာရာတော်တွေမန္တန်တော်တွေမန္တရားတွေကိုဒီကမ္ဘာလောကကြီးရဲ့စကြဝဠာတိုင်းတွေမှာကပီးမတန်တင်ထားကြပါတယ်ဒီလိုကပီးမတန်တင်ထားကြတဲ့ပုံကိုယ်တွေကတော့ဖျားတရားတန်ခါစတဲ့ယေဒနာသုံးပါးတို့ကိုယုံကြည်စိတ်ကကိုးကွယ်အားထားကြတဲ့ဝိဇ္ဇာဉာဏ်ပေါက်ပုံကိုယ်ကြီးတွေအဘိညာဉ်ပေါက်ယသိပြန်တွေအဘိညာဉ်ပေါက်ဆရာတော်ကြီးတွေတိဋ္ဌိပေါက်ဆရာတော်ကြီးတွေတမာဒေဝနတ်မင်းကြီးတွေသာသနာတော်ဆောင်နတ်မင်းကြီးတွေစကြဝဠာတိုင်းကိုစောင့်ကြက်နေကြတဲ့စကြဝဠာဆောင်နတ်မင်းတွေအာရိကပယသိလောကအပိနယသိလောကမုနိဏယသိရှင်အဇာကောနာရှင်မတိစတဲ့များပြလှတဲ့အဘိညာဉ်ယဇံယမြေရှုံးမိုးပြန်တကိုးဆံရနေကြတဲ့နတ်ကောင်းနတ်မြတ်တွေနဲ့ပုပ်ကိုထူပုပ်ကိုမြတ်တွေပဲဖြစ်ကြပါတယ်အဲ့ဒီပုပ်ကိုထူတွေဟာလောကရဲ့အစဉ်တစားဖြစ်တဲ့ကမ္ဘာလောကကြီးရဲ့ရှိသင့်ရှိထိုက်ပြည့်စုံသင့်ပြည့်စုံထိုက်တဲ့လောကီကျမ်းတွေလောကုတ္တရာကျမ်းတွေကမ္ဘာအခရာတွေကမ္ဘာဓာတ်တွေစေကျမ်းတွေဓာတ်ကျမ်းတွေဘေဒင်ကျမ်းတွေဖျားစေရီတွေဓာတ်တော်မွေတော်တွေကမ္ဘာလောကကြီးကိုအကျိုးပြုမဲ့အကြောင်းအရာတွေစတာတွေကိုကပီးမတန်တင်ထားကြပါတယ်အဲ့ဒီစကြဝဠာတိုင်းတွေမှာကပီးမတန်တင်ထားကြတဲ့အရာတွေတဲကတကောဟာနာထက်မြက်လာတဲ့ဂါရာတော်ကြီးနှစ်ပုဒ်ကိုစိတ်ဝင်စားဝယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်ဒီကမ္ဘာဒီစကြဝဠာကြီးရဲ့တိုင်းတွေမှာကမ္ဘာလူသားတွေနဲ့တတ္တဝါတွေကိုအကျိုးပြုနိုင်တဲ့ဂါရာတော်တွေမန္တန်တော်တွေဗုဒ္ဓဘုရားရှင်တို့ရဲ့အကြောင်းအရာတွေဂုဏ်တော်တွေတမထကျင့်စဉ်တွေကတိုင်းကျင့်စဉ်တွေဇန်တမာဘကျင့်စဉ်တွေစေကျမ်းဓာတ်ကျမ်းတွေဘေဒင်ကျမ်းတွေတကိုးရှိတဲ့အခရာတွေနဲ့တိဋ္ဌိပေါက်လမ်းစဉ်တွေစတာတွေဟာတည်ရှိနေကြတာဖြစ်ပါတယ်ဒီအရာတွေဟာဒီကမ္ဘာဒီစကြဝဠာကြီးပျက်စီးသွားမှသာပျောက်ပြက်ခြင်းပျောက်ကွယ်ခြင်းတွေဖြစ်ပေါ်မှာဖြစ်ပြီးဒီကမ္ဘာဒီစကြဝဠာကြီးမပျက်စီးသမျှကာလပတ်လုံးဒီစကြဝဠာကြီးရဲ့တိုင်းကြီးတွေမှာတည်ရှိနေကြစေကပီးတင်ထားကြစေရှိမြဲတမ်းရှိနေမှာဖြစ်ပါတယ်အကယ်၍ဒီကမ္ဘာကြီးဒီစကြဝဠာကြီးပျက်စီးတော့မဲ့အခါမှာလဲဒီစကြဝဠာကြီးရဲ့တိုင်းတွေမှာတည်ရှိနေတဲ့ကမ္ဘာလူသားတွေကိုအကျိုးပြုနိုင်တဲ့ကပီးမတန်တင်ထားကြတဲ့ကပီးအခရာကျမ်းစာပေစာဂါရာမန္တန်တွေနဲ့အကျင့်ပရိပတ်လမ်းစဉ်တွေစတာတွေကိုတချို့တကောအာနုဘော်ကြီးမားကြတဲ့ဒီကမ္ဘာကြီးကိုအကျိုးပြုစောင့်ရှောက်နေကြတဲ့သာသနာတော်ဆောင်နတ်မင်းကြီးတွေဇံပညာတကိုးတွေနဲ့ပြည့်စုံကြတဲ့ဗြဟ္မာကြီးတွေဟာဒီຢာတွေအားလုံးကိုစကြဝဠာတိုင်းကနေဖျောက်ကွယ်ယူဆောင်ကြပြီးလွတ်ရကျွတ်ရဘုံဌာနတွေမှာတွားရောက်သိမ်းဆည်းတတ်ကြပါတယ်ဒါအပြင်တချို့စကြဝဠာတိုင်းတွေကအခရာပညာရက်တွေကိုဒီကမ္ဘာဒီစကြဝဠာကြီးပျက်စီးသွားတဲ့အခါပါမသွားအောင်ဖျောက်ကွယ်ထားလိုက်ကြပါတယ်အကယ်၍ကမ္ဘာအသစ်စကြဝဠာအသစ်တည်ရှိလာတဲ့အခါမှာဒီလိုဖျောက်ကွယ်သိမ်းဆည်းထားခဲ့တဲ့စကြဝဠာတိုင်းအခရာတွေကပီးတွေကမ္ဘာလူသားတွေကိုအကျိုးပြုနိုင်တဲ့အသုံးဆောင်အကျင့်လမ်းစဉ်တွေကိုတကောဟာနုဘော်ကြီးမားတဲ့တာနာတော်ဆောင်နတ်မင်းကြီးတွေဇံအဘိညာဉ်ယဗြဟ္မာကြီးတွေကတဆင့်စကြဝဠာတိုင်းအစ်မှာပြန်လေကစီမံထားတတ်ကြပါတယ်အစဉ်ဆက်ကဆင်းသက်လာခဲ့ကြတဲ့စကြဝဠာအဆက်ဆက်ကမ္ဘာအဆက်ဆက်မှာနေထိုင်ခဲ့ကြတဲ့ကမ္ဘာလူသားတွေထဲကပါရမီကြီးတော်မူခဲ့ကြတဲ့ပါရမီရှင်တွေကုသိုလ်ကောင်းမှုရှင်ကြီးတွေတိဋ္ဌိရှင်ကြီးတွေတကောရှင်ကြီးတွေနဲ့ဖုံးကန်ရှင်ကြီးတွေရဲ့လေ့ကျင့်အားထုတ်စီးပူးလာခဲ့ကြပြီးအောင်မြင်ပြီးစီးမှုကိုရရှိလာခဲ့ကြတဲ့လောကီပညာရက်တွေလောကုတ္တရာပညာရက်တွေတမထကျင့်စဉ်တွေဇံအဘိညာဉ်ယကျင့်စဉ်တွေတကိုးရှိတဲ့အခရာတွေတိဋ္ဌိလမ်းစဉ်တွေဂါရာမန္တန်တွေဂုံတော်ပြိတ်တော်တွေပိဋကတ်တော်တွေစတာတွေကိုဒီပုဂ္ဂိုလ်ကြီးတွေမရှိကြတော့တဲ့အခါဒါမှမဟုတ်ကွယ်လွန်သွားတဲ့အခါတွေမှာဒီပုဂ္ဂိုလ်ကြီးတွေရဲ့စ조사အားထုတ်ကအောင်မြင်ပြီးစီးခဲ့တဲ့လောကီပညာရက်တွေလောကုတ္တရာပညာရက်တွေတမထပညာရက်တွေဇံပညာပညာရက်တွေနဲ့တိဋ္ဌိမဟိဋ္ဌိပညာရက်စတာတွေကိုတကိုးကြီးရဲ့တမာဒေဝနတ်မင်းတွေသာသနာတော်ဆောင်နတ်မင်းတွေဗြဟ္မာကြီးတွေကယူဆောင်ပြီးစကြဝဠာတိုင်းတွေမှာထားရှိတတ်ကြသလိုကပီးတင်ထားတတ်ကြပါတယ်အခုပြောပြပေးမယ့်ဂါရာတော်ကြီးနှစ်ပုဒ်ကိုလည်းဒိဗ္ဗစကုရှင်ယသိလောကအပိနယသိပြန်တွေအပါဝင်ဗုဒ္ဓသာသနာတော်မြတ်ကိုကြည်ညိုလေးစားကြတဲ့တောဆောင်နတ်တောင်ဆောင်နတ်တွေရုပ်ကစိုးနတ်တွေအာဂါသစိုးနတ်တွေနဲ့တမာဒေဝနတ်တွေကလောကလူသားတွေပါရမီရှင်ကြီးတွေအတွက်စကြဝဠာတိုင်းကနေကူးယူမှတ်သားလာခဲ့တဲ့အတွက်ယနေ့တာနာတော်ထုံးကားလျက်ရှိတဲ့မြန်မာနိုင်ငံတော်မှာထင်းထင်းရှားရှားမြင်တွေ့နေရတာပဲဖြစ်ပါတယ်စကြဝဠာတိုင်းကနေ
ကူးယူလာခဲ့တဲ့ဂါရာတော်နှစ်ပုတ်ထဲကပထမတစ်ပုတ်ကတော့ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ပဲဖြစ်ပါတယ်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်တန်ဗုဒ္ဓေအထဝီသင်းစဒွါရာသင်းစတဟတကေပြင်စတတတဟတာနိနမာမိတိရတာမဟံအပကဝါလုကာဂင်္ဂာအနန္ဒာနေဗုဒ္ဓဇိနာတေတံဓမင်းစတန်ကင်းစအာရေနနမမဟံနာမကာရာနုဘာဝေနဟိတ္တရာတပ်ပေဥပတဝေအနေကအန္တရာယာပိဝိနတ်တန်တုအတေတတော်ဒါကတော့လူအများသိနေပြီးသားဖြစ်တဲ့ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မြတ်ကြီးပဲဖြစ်ပါတယ်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မြတ်ကြီးကိုတိဋ္ဌိရှင်ကြီးတွေမဟိဋ္ဌိရှင်ကြီးတွေဘုံကံပါရမီရှင်ကြီးတွေဟာအဘိညာဉ်တကိုးနဲ့စัจ java တတိုင်းကနေကုယူမှတ်သားလာခဲ့ပြီးလောကလူသားတွေအတွက်ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခအဖျားဖျားနဲ့ပြည့်စုံနိုင်စေခြင်းအကျိုးဖြစ်စေဖို့အတွက်လောကလူသားတို့ကိုပြသလာခြင်းအတိပေးလာခြင်းညွှန်ကြားလာခြင်းတင်ကြားလာခြင်းစတာတွေကိုပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မြတ်ကြီးကိုတိဋ္ဌိရှင်ကြီးတွေမဟိဋ္ဌိရှင်ကြီးတွေဖုံးကံပါရမီရှင်ကြီးတွေဟာအထူးချစ်ခင်ရိုသေမြတ်နိုးကြသလိုလှုပ်ဝက်တိုသိပ်စွာဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ကြီးကိုစ조사ပွားများအားထုတ်တော်မူခဲ့ကြပါတယ်။ဒီလိုစ조사ပွားများအားထုတ်တော်မူခဲ့ကြလို့လေဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်အကျင့်မြတ်နဲ့တိဋ္ဌိအမျိုးမျိုးပညာအမျိုးမျိုးတကောအမျိုးမျိုးအဘိညာဉ်ဝိဇ္ဇာဉာဏ်အမျိုးမျိုးကိုရရှိကြကုန်ပြီးမြေရှုံးမိုးပြန်နိုင်တဲ့တကောဇံတွေနဲ့မြတ်ဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်မြတ်ကြီးကိုတစ်ဖက်တစ်လမ်းကနေပြီးသာသနာပြုခဲ့တဲ့အဖြစ်တွေကိုဝိဇ္ဇာဒရတမိုင်းတွေမှာပြဆိုထားပါတယ်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မြတ်ကြီးရဲ့တကောအာနာထက်မြတ်ပုံတွေကိုပြောရမယ်ဆိုရင်တော့ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ကြီးဟာ9,12028စုကုန်သောတပိညုဗုဒ္ဓဘုရားရှင်အပေါင်းတို့ပါဝင်ကိန်းဝတ်တော်မူနေခြင်းကြောင့်အာနာတကောတိဋ္ဌိတကောမဟိဋ္ဌိတကောပညာတကောဘုံတကောစတဲ့တကောတော်၅ပါးနဲ့ပြည့်စုံနေပါတယ်ဒီတကောတော်၅ပါးရဲ့အာနုဘော်ရီဟာမြည်သည့်အနေအမျိုးကိုမဆိုမြည်သည့်အနောက်ရှက်မျိုးကိုမဆိုမြည်သည့်အတားအဆီးအခက်ခဲမျိုးကိုမဆိုခြေဖြတ်နိုင်သောဖြတ်စည်းနိုင်သောတကောအာနုဘော်ရီနဲ့ပြည့်စုံနေပါတယ်ဒါအပြင်တစ်ဖက်ရန်သူတွေရဲ့အတိုက်ခိုက်တွေအနှောက်အယှက်တွေအဖျက်အဆီးတွေကိုအကျွင်းကြံမရှိပျက်စီးလွင့်ထွက်ပပျောက်စေနိုင်တဲ့ပြင်တစ်ဖက်ရန်သူတွေအနှောက်အယှက်တွေအတိုက်ခိုက်တွေရဲ့မကောင်းကျိုးမှန်သမျှတွေကိုတွန်းလှန်ပြီးလွတ်စင်ထွက်ပြေးစေုံသာမကမကောင်းကြံစီသူတစ်ဖက်ရန်သူတွေကိုပြုတ်သူထံတံပြန်စေနိုင်တဲ့တကောတတ္တိထူးတွေနဲ့လည်းပြည့်စုံနေတာဖြစ်ပါတယ်ဒါအပြင်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ကြီးဟာများပြလှစွာသောအနေအပေါင်းဘေးအပေါင်းဒဏ်အပေါင်းရန်အပေါင်းအနောက်ရှက်အဖြတ်စီးအတားစီးအပေါင်းတို့ကိုမိုးကြိုးလောင်ပြီးကြားတဲ့ကဲ့သို့၎င်းဝရစိန်လက်နက်မိုးကြိုးဆက်ကြားတဲ့ကဲ့သို့၎င်းအငုတ်ပါမကြံစေရအောင်ဖျက်ဆီးနိုင်စွမ်းရှိသောဂါရာတော်ကြီးလည်းဖြစ်ပါတယ်ဒါအပြင်ယေသနာ၃ပါးနဲ့ဆန့်ကျင်ဘက်ဖြစ်ကုန်သောတာမနာတော်မြတ်ကြီးကိုဆန့်ကျင်နေကြကုန်သောနတ်ဆိုးဘလူးဆိုးတွေမတ္တမမိစ္ဆာနတ်တွေမိစ္ဆာဘလူးတွေဘုတ်ပိတ်တာတွေနတ်ပိတ်တာတွေဝေမာနိကပိတ်တာတွေစုံးကိုဝေ69မျိုးပြူစားမျိုး80စတဲ့အောက်မိစ္ဆာတွေရဲ့အတတ်ပညာတွေကိုအကျွင်းကြံမရှိအခိုးငွေပင်မရှိစေရအောင်တိုက်ခိုက်ခြေဖြတ်နိုင်တဲ့ဖျက်ဆီးနိုင်တဲ့အာနာစွမ်းနဲ့လည်းပြည့်စုံစေပါတယ်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မြတ်ကြီးရဲ့အာနာဇတ်အာနုဘောတကောတော်စွမ်းအားတော်တွေဟာဘယ်လိုပင်ခက်ခဲသောအနောက်ရှက်အန္တရာယ်မျိုးကိုမဆိုမဖြတ်စည်းနိုင်မရှင်းလင်းနိုင်မတုတ်တင်နိုင်တဲ့အကြောင်းမရှိတဲ့အထိအစွမ်းထက်လွန်လှပါတယ်ဒါပြင်အန္တရာယ်မှန်သမျှရန်ဆွဲမှန်သမျှအတိုက်ခံမှန်သမျှဘေးဥပတ်မှန်သမျှသူတစ်ပါးအနောက်ရှက်မှန်သမျှအထင်ငေါအခက်ခဲအတားဆီးမှန်သမျှဘလောက်ပဲခက်ခက်ဘလောက်ပဲရှုပ်ရှုပ်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ဟာမနိုင်တာမရှိမဖယ်ရှားနိုင်တာမရှိမအောင်မြင်တာမရှိမဖြတ်စည်းနိုင်တာမရှိမတုတ်တင်နိုင်တာမရှိအကျွမ်းမဲ့မရှိအောင်ရှင်းလင်းဖယ်ရှားနိုင်တဲ့ဂါရာတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်အတိုက်ခံကများလေလေတန်ဗုဒ္ဓေအစွမ်းကလည်းများလေလေရန်အန္တရာယ်ကကြီးမားလေလေတန်ဗုဒ္ဓေရဲ့တကောတော်ကလည်းကြီးမားလေလေတိုက်ခိုက်တဲ့ဘေးရန်အန္တရာယ်ကမြင်မားလေလေဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ရဲ့တကောတော်ကလည်းမြင်မားလေလေအတိုက်ခံဘေးရန်နေရာတွေကခက်ခက်ခဲခဲပညာသားပါတိုက်ခိုက်လာလေလေဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ကြီးရဲ့အစွမ်းတတ္တိကလည်းပြင်းပြင်းထန်ထန်တဲတဲမဲမဲပြက်ပြက်သားသားပညာအားပြင်းထန်စွာအစွမ်းတတ္တိပြလေလေပဲဖြစ်ပါတယ်ဒါပြင်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်မှာထူးထူးဆန်းဆန်းဘုရားရှင်ပေါင်း9,12028စုကုန်သောဗုဒ္ဓဘုရားရှင်ပေါင်းတို့ကိန်းဝတ်ခါတရင်သုံးတော်မူနေတာကြောင့်ဝိဇ္ဇာဒရတန်ဗုဒ္ဓေဂါရာတော်ဟာတပ္ပညုဗုဒ္ဓဘုရားရှင်အပေါင်းတို့ရဲ့ဂါရာတော်လို့မှတ်ယူထားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့
စัจ java တတိုင်းမှာကပိမှတ်တမ်းတင်ထားတဲ့ဂါရာနှစ်ပုတ်ထဲကပရမဂါရာတော်မြတ်ကြီးပဲဖြစ်ပါတယ်စัจ java တတိုင်းမှာကပိမှတ်တမ်းတင်ထားတဲ့ဒုတိယဂါရာကိုတော့နောက်ဗီဒီယိုနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေလောကီလူသားတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာဒီကဘာဒီ